ဒီယာဒီမှာပရီးမီးယားလိရဲ့အကောင်းဆုံးကိုသမားကဒုံးပြန်တစ်စင်းကိုရက်တက်နိုင်တယ်ဆိုတာသင်သိပါသလားဒီယာဒီရဲ့အကောင်းဆုံးကိုသမား9ယောက်ကိုဖော်ပြပေးလိုက်ပါတယ်ငါအဲလီဆန်ဘတ်ကအရေးကြီးတဲ့အချိန်တွေမှာကြီးမားတဲ့ကာကွယ်မှုတွေတူးချင်းကျွမ်းကျင်သူဖီအားအောက်မှာတည်ငြိမ်စွာကစားနိုင်တယ်လီဗာပူးကသူ့ကိုအလိုအပ်ဆုံးအချိန်မှာသူ့အကောင်းဆုံးလှုပ်ဆောင်ပေးတယ်လီဒီဟန်ဒါဆန်ဂိုးသွင်းဆက်လျင်မြန်တဲ့တုံ့ပြန်မှုသူ့လိုင်းကနေရဲရင်စွာထွက်ပေးတယ်ဒီယာဒီမှာသူရန်တိုးတက်လာတယ်3ဂျော်ဒန်ပစ်ဖော့ပောက်ကွဲတဲ့တုံ့ပြန်မှုအမိတ်ပေးနိုင်စွမ်းရှိတယ်အမြဲတမ်းစုညံပြီးအမြဲတမ်းတတိရှိပြီး crash ကာကွယ်မှုတွေကိုလှုပ်ဆောင်တယ်ဒုတိယနံပါတ်မတိုင်ခင်မှာ league မှာအထင်ကြီးလေးစားခံရဆုံးဂိုးသမားကို share like နဲ့ comment ပေးရမယ်ထိပ်ဆုံးနှစ်ယောက်ကအဆင့်မတူလို့ပါနှစ်ဂျန်လူဂျီဒိုနာရမာထိပ်တန်းတုံ့ပြန်မှုကြီးမားတဲ့ဂိုးထေးသူ့ရဲ့ box ကို run ပိုးထားတယ်သူဆန်ထုတ်လိုက်တဲ့အခါသူ့ကိုအနိုင်ယူဖို့မဖြစ်နိုင်ဘူးလို့ခံစားရတယ်နံပါတ်1မှာဒီဂိုးသမားက A7 နိုင်ခဲ့တယ်ဖြန့်ဖြူးမှုထိပ်တန်းကြီးမားတဲ့ကာကွယ်မှုတွေတီးငိတ်နဲ့ပေးကိုမရှိအောင်ဂိုးသွင်းနိုင်တယ်ဘယ်သူလဲဆိုတာသင်သိပြီးသားမှာရိုးရိုးသားသားပြောရရင် league မှာအကောင်းဆုံးဂိုးသမားကဘယ်သူလဲတင်းရဲ့နံပါတ်1ကို comment မှာရေးပြီး my TikTok account Aris Studio ကို follow လုပ်ပါ